တော်ပဲဒီမန့်လေးကိုပြန်ဖြည့်ပေးပါမယ်ဒီမန့်လေးတွေကရှည်သေးရှိလာမှာတဲ့ဒီလိုမန့်လေးတွေကဘိုင်ဘာမာရောဖုန်းဆက်ပြီးမေးတော့တချို့ကကြီးသေးကြာသေးရှည်သေးထင်လို့လာမေးတဲ့လူတွေလည်းတခါတည်းဗီဒီယိုလေးနဲ့ပြန်ဖြည့်ပေးပါမယ်ကြီးသေးကြာသေးရှည်သေးမဟုတ်ပါဘူးအညာမောင်ကနန်းလုံးကြိုင်နဲ့နန်းလုံးကြိုင်မုံညင်းစီနှမ်းစီရွေးကြီးစိတ်ဇာတိပိုကြီးစံလေးညင်းမွေးတို့နဲ့လိန်စေးလေးကပြုတ်လုထားတဲ့အတွက်30အောက်တွေဆိုရင်တော့အနည်းငယ်ပုံမှန်တဲ့အနည်းငယ်ထွားလာနိုင်တာမျိုးတွေရှိပါတယ်သူကအချိန်ပန်းလန်းမှုကိုအချိန်ကြာစေတယ်တန်မာစေတယ်အမျိုးသားစံဆောင်ရည်ကိုပြေဝစေတယ်အကျော်အားတန်စေပါတယ်ပန်းလန်းမှုအကျင့်ကြီးများစေပါတယ်ရှင်အဲ့ဒါကြောင့်မလို့သူကအိမ်တော်ရေးဒုက္ခပြေဝစေတယ်စေကောင်းတလက်ပါတပွဲတို့စေးမဟုတ်ပါဘူးကြီးသေးကြာသေးရှည်သေးလုံးဝမဟုတ်ပါဘူးဒါနဲ့TikTokကကျမကိုဘန်းပါလိမ့်မယ်အဲ့ဒါလေးတိကျလေးပြပြပေးတာပါရှင်အမှန်မှားပြီးတော့ကြီးသေးကြသေးထင်ပြီးတော့လာပြီးတော့ဝယ်နေမှာဆိုလို့ပါသူကအိမ်အောင်ရေးဒုက္ခပြေဝစေတယ်ပန်းတိပန်းညိုထောင်မှမှုအားကောင်းစေတယ်စေတုံးလုံးမြန်တယ်တုတ်ထွက်အားနေရတယ်တုတ်ကောင်ကြီးအားနေလို့ကလေးမရနိုင်တာမျိုးတွေအတွက်အထူးထုတ်လုပ်ထားတဲ့အိမ်အောင်ရေးဒုက္ခပြေဝစေတဲ့အညာမောင်ခွန်အားဖြစ်ယူနဲ့လိန်စေးစီပါနန်းလုံးကြိုင်လိန်စေးစီပါရှင့်ကြီးသေးကြာသေးရှည်သေးလိုချင်တယ်ဆိုရင်တော့ခင်လေးကမရောင်းပါဘူးရှင့်ဒီမျက်နှာကြီးနဲ့ရောင်းတာမလို့အိမ်တော်ရေးဒုက္ခပြေဝစေတဲ့ဆေးကိုပဲရောင်းပေးတာပါတပွဲတို့တွေသုံးမယ်ဆိုရင်နောက်ပိုင်းဆိုးကျိုးတွေရှိလာနိုင်ပါတယ်စီကျိတ်ရောင်းတာတွေစီကျိတ်ကင်ဆာတွေတချို့ဆိုရင်စီလန်ကြောင်းနဲ့ပတ်သက်တာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်အဲ့ဒါကြောင့်မလို့ခင်လေးကအမျိုးသားတွေအတွက်အကျိုးပြုစေတဲ့ဆေးကိုပဲရောင်းပေးတာပါရှင်တဘာဝဆေးဘေးထွက်ဆိုးကျိုးလုံးဝမရှိတဲ့ဆေးကိုပဲရောင်းပေးတာပါကျေးဇူးတင်ပါတယ်ရှင်